Chaos Clash ဆိုတဲ့ဘုံအသစ်ဆက်ဆက်တစ်ခုကတော့ MMPP ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်လူ3ယောက်ဖွဲ့ပြီးတော့ level 3ကနေစတင်မှာဖြစ်ပြီး mission တွေဒါမှမဟုတ် turret တွေမပါဝင်တဲ့မြေပုံအသစ်မှာတိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီအစီအစဉ်ကာလအတွင်းမှာသစ်စွမ်းကိုတိုးစီဖို့ Chaos Fragment တွေကိုရှာဖွေပါကစားဝဲချိန်ကြာလာတဲ့မြAnnihilation တိုက်ကပေါ်ထွက်လာမှာဖြစ်ပြီးတော့လုံဆောင်ချက်တွေကိုဆုံးစုံပြီးတွန်းဖို့မှာပဲဖြစ်ပါတယ်ဒီဘုတ်တစ်ကဘလို့အလုပ်လုပ်လဲဆိုတာအနီးကကြည့်လိုက်ရအောင်ပါ Chaos Clash က round များပြားတိုက်ခိုက်တဲ့ 3vs3 ဘုတ်ပဲဖြစ်ပါတယ်အလဲကိုနိုင်ဖို့အတွက်ရန်သူတစ်သိန်းလုံးနေနေပါအသင်းတွေကရှုံးနေချိန်တိုင်းမှာ HP ရော့မှာဖြစ်ပြီးတစ်သိန်းလုံးရဲ့ HP က3ညဖြစ်သွားချိန်မှာတော့၎င်းတို့ကထုတ်ပယ်ခံရမှာပဲဖြစ်ပါတယ်နောက်ဆုံးချန်ပီယံတစ်သိန်းနဲ့ဂျန်နယ်တီအလဲတွေကဆက်သွားမှာပဲဖြစ်ပါတယ်အကယ်၍အသင်းရင်အတွက်မာကနန်းဖြစ်နေမယ်ဆိုရင်အလဲတွင်းအသင်းကနားနေရမှာပဲဖြစ်ပါတယ်တချို့လဲတွေမှာတော့ဟီးရိုးတွေကအလိုလျောက် level တိုးပြီး goal တွေရရှိမှာပဲဖြစ်ပါတယ်ဒီချိန်ကို equipment ဝယ်ပြီးတော့တင်စွမ်းကိုတိုးစီဖို့တုံးလိုက်ပါဖနက်တွေကလွဲပြီးတော့တခြား equipment အပြည့်စုံအားလုံးက goal 2000ကျတင်မှာပဲဖြစ်ပါတယ်အလဲ7ကစပြီးအသင်းတွေက bonus goal တွေရရှိမှာပဲဖြစ်ပါတယ်တာစီရနိုင်ဖို့တင်းရဲ့လုံတော့နဲ့မာပြူအကိုလိုက်လုံးညီထွေဖြစ်အောင်လုပ်ပါအလက်လက်ချင်းစီရဲ့အစမှာတင်းရဲ့စွမ်းကိုတိုးပေးမယ်ဂျာဗန် Chaos Fragment တွေကိုရရှိမှာဖြစ်ပြီးတင်းနေတဲ့တလဲကို2ကြိမ်နှုံးတဲ့ Fragment တွေရဲ့ effect တွေကိုလဲလှယ်ဖို့ refresh လုပ်နိုင်အောင်ပါလည်းဖြစ်ပါတယ်Game ကတမှုထူးခြားတဲ့ effect တွေရှိတဲ့ fragment အစုံကိုပေးပါဖြစ်တာကြောင့်တင်းနေတဲ့၎င်းတို့ကိုစိတ်ကြိုက်ကြောဆက်တွဲဖက်ပြီးတော့တင်းကိုပိုင် play style ကိုဖန်တီးနိုင်ပါတယ်ဥပမာနဲ့10 fragment တွေကတင်း hero ကိုကြမ်းခံပြီးတော့တိုက်ခိုက်သူကို damage ထိစေမှာပဲဖြစ်ပါတယ် Brave ပြည့်တဲ့ fragment တွေကိုရွေးလိုက်တဲ့ best band တွေကတော့ way ကနေ အနေကင်းနဲ့ damage ထိအောင်လုပ်နိုင်ပါပဲဖြစ်ပါတယ်နောက်ပြီးဒါကအစပဲရှိပါသေးတယ်တခြားမကြီးမထွက်နိုင်တဲ့ စွမ်းအားကြီး fragment တွေရဲ့ပေါင်းစပ်မှုတွေကတင်းစမ်းသက်တော်ခံမှုအဆင်သင့်ပါပဲအလဲရီတိုးလာနေမြAnnihilation တိုက်ကမြေပုံတစ်ခုလုံးမှာတဖြည်းဖြည်းကျုံလာမှာဖြစ်ပါတယ်။တိုင်းပြည်မှာရှိတဲ့ဟီးရိုးများပြင်းထန်သော sustain damage ကိုခံစားမှာဖြစ်ပါတယ်။ဒီ mechanic ကိုကျွမ်းကျင်အောင်လုပ်လိုက်တော့၎င်းတိုက်ပွဲကိုတင်းတို့အသာစီးအောင်ပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ဥမာနေနဲ့နောက်ပြန်တွန်းထုတ်တာဒါမှမဟုတ်တရားပြောင်းနိုင်လုပ်နိုင်တဲ့စွမ်းနေနဲ့ဟီးရိုးတွေကရန်သူတွေကိုတိုက်ခဲတွန်းဖို့နိုင်မှာပဲဖြစ်ပါတယ်။ရန်သူတွေကိုလင်းငိုက်ဖမ်းပြီးတော့၎င်းတို့ရဲ့ sustain damage အောင်မှာရုန်းကန်နေရတာကိုကြည့်ရှုလိုက်ပါ။အတင်းဆက်ဆက် 3vs3 mode Chaos Clash ကမကြာမီမှာရောက်ရှိလာပါတော့မယ်။ Chaos Fragment မျိုးကြောင့်ဝဲတဲ့လုံးဝမတူညီတဲ့စိတ်လှုပ်ရှားပွဲအတွေ့အကြုံတွေပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ကျင်းလာတဲ့ဇုံကမြန်ဆန်ပြီးတော့စိတ်လှုပ်ရှားစရာလှုပ်ဆောင်ချက်တွေကိုပေါင်းထည့်ပေးမှာဖြစ်ပြီးဒီပုံသစ်ဘတ်တွေကဟီးရိုးတွေကိုပိုလို့အောင်စွမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။စိတ်လှုပ်ရှားစရာကောင်းဒီတွေဖန်တီးမှုရှိပြီးစွမ်းအားကြီးတဲ့မာပြူအသစ်တွေကတင့်ကိုစောင့်ကြိုနေပါပြီ။တင်းနေတဲ့၎င်းတို့အားလုံးစမ်းကြည့်ဖို့အစင်းသစ်ဖြစ်ပြီလား။